ဘာသာတရားတွေလောကမှာနှိုင်းယှဉ်ပြီးတော့ကြည့်လိုက်တစ်စီတစ်စောင်းနဲ့လောကမှာရှိသမျှဘာသာတရားတွေကိုနော်လေ့လာအကဲခတ်ပြီးကြည့်မယ်ဆိုလို့ရှိရင်အများစုကဘာလို့ဆိုရင်နတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲနတ်ဆိုဒီမှာမြေပြင်ကနတ်နဲ့ကောင်းကင်ကနတ်ဒါပဲกว่าနော်နတ်ကိုးကွယ်တဲ့ဆိုကြတဲ့ကတစ်ဖက်သားကိုအားကိုးတဲ့ဘာသာတရားတွေကြီးပဲဘယ်ဘာသာချိGod ဆိုတာကိုအလေးပြုထားတဲ့ဘာသာတွေကြီး God Center Teaching လို့ဘုရားသခင်ဆိုတာကိုဗဟုပြုပြီးတော့ဆုံးမဩဝါဒပေးတာဗုဒ္ဓဘာသာမှာအဲ့ဒါလို့မရှိဘူးဗုဒ္ဓဘာသာမှာအပြင်ဘက်ကိုအားကိုးပြီးယုံကြည်တဲ့အနေအထားမျိုးမဟုတ်ဘူးဗုဒ္ဓဘာသာကကိုယ်စိတ်ကိုကောင်းအောင်ကိုယ့်ကိုကောင်းအောင်ပြုပြင်ရတဲ့ဘာသာတရားဖြစ်တယ်ကိုယ်အားကိုရတဲ့ဘာသာဖြစ်ဒါကြောင့်မို့အတ္တဟိအတ္တနောနာထောဆိုတဲ့စကားဟာအမြဲတမ်းအဓိပ္ပာယ်ရှိလောကမှာအားကိုးစရာဆိုတာကိုယ့်ကိုပဲအားကိုးရကိုယ့်ကိုအားကိုးတယ်ဆိုတာဘာလဲကိုယ်စိတ်ဓာတ်ကိုပြော့ညံ့ပြီးတော့မသွားအောင်သီလနဲ့ပံ့ပိုးမယ်သမာဓိနဲ့ပံ့ပိုးမယ်ပညာနဲ့ပံ့ပိုးမယ်ကိုယ်ချင်းတရားကောင်းတယ်စိတ်ဓာတ်တည်ငြိမ်မှုရှိတယ်အသိပညာတွေထက်မြက်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြည်မြတ်တော့လောကရန်တွေနဲ့ကြုံအဆိုးလောကရန်နဲ့မြည်မြပဲကြုံအကောင်းလောကရန်နဲ့မြည်မြပဲကြုံလောကသဘာဝကြီးကိုလစ်လျူရှုပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်သွားလို့သူ့ရဲ့စိတ်ဓာတ်ဟာရင်းရိုင်လှုပ်ရှားပြီးတော့နှိမ့်ကျသွားခြင်းဘယ်တော့မှမရှိဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမဘုရားဘာသာဝင်သူတော်စင်အနေနဲ့ဒါအမြဲတမ်းလက်တွေ့ကြတဲ့အဆုံးအမတစ်ခုဖြစ်တယ်